လောကလူဘုံဆိုတာအတိတ်ကံကောင်းကြလို့လူဘုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလေကင်းဝေးပါစေတရက်တာတလစာမိတ်ကင်ကလေးမှာနပူပေါ်လက်တင်စင်သာရင်သာကုသိုလ်အကုသိုလ်ထိုနှမျိုးကိုချိန်ဝင်ခွက်တဲ့တင်ထက်ကြည့်ပါကုသိုလ်သာလေးသာခေရင်နိဗ္ဗာန်လမ်းသို့မြန်ရမှာပါအကုသိုလ်အလေးသာသွားရင်အပေဘုံငရဲခံရလိမ့်မှာကိုပြုသမျှကံကိုသာပဲခံဒီကံမလွဲခံစားရမှာမွေငင်မနာရင်မသိခင်ကလေးမှာအတိနဲ့တတိရှိ၍အသက်ရှိပါလောကလူဘုံဆိုတာအတိတ်ကံကောင်းကြလို့လူဘုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလေကင်းဝေးပါစေတရက်တာတလစာမိတ်ကင်ကလေးမှာနပူပေါ်လက်တင်စင်သာရင်သာကုသိုလ်အကုသိုလ်ထိုနှမျိုးကိုချိန်ဝင်ခွက်တဲ့တင်ထက်ကြည့်ပါကုသိုလ်သာလေးသာခေရင်နိဗ္ဗာန်လမ်းသို့မြန်ရမှာပါအကုသိုလ်လေးပါသွားရင်အပေဘုံငရဲခံရလိမ့်မှာကိုပြုသမျှကံကိုသာပဲခံဒီကံမလွဲခံစားရမှာမိုးကြီးမနာကြီးမသိခင်ကလေးမှာအတိနဲ့တည်းရှိ၍အသက်ရှိပါလူသားတိုင်းသိဖို့လိုပါသည်30ဘုံအတွင်းမှာကုသိုလ်ပြုစရာလူဘုံတစ်ခုတည်းသာရှိတာလူဘဝခဏတာရောက်ချိန်ကလေးမှာကုသိုလ်ဒါနပြုသွားကြပါအိုရောင်တရားရောင်တောင်းနဲ့ကြောင်ချောက်ချသေးသွားရင်ယမမေထရောက်ရှိပြန်တော့တင်ကိုစစ်စစ်ကုသိုလ်တွေမေးဗလာနာတိကုသိုလ်တွေမရှိခဲ့ရင်ဘယ်ဘုံစခန်းသို့သူလမ်းပြမည်ကုသိုလ်ပြုရာလူဘဝကလေးမှာအတိနဲ့တည်းရှင်၍အသက်ရှိပါလူဘဝဆိုတာအတိတ်ဘဝကုသိုလ်ကံတွေအားကောင်းခဲ့လို့သာဒီဘဝမှာလူရဲလို့လူလာဖြစ်ရတာပါ30ဘုံတွင်းမှာတော့ကုသိုလ်ပြုစရာလူဘုံတစ်ခုတည်းသာရှိတာမို့လူဘဝရောက်ချိန်ခဏတာလေးမှာဒါနသီလဘာဝနာတရားတွေပွားများသွားမယ်ဆိုရင်တော့တင်လူဘဝလာရကြနှပ်ပါလိမ့်မယ်ဒါကြောင့်တင်ပြုခဲ့တဲ့တရက်တာတလစာကုသိုလ်အကုသိုလ်တရားတွေညအရာဝင်ချိန်တိုင်းစိတ်ဆိုတဲ့ချိန်ဝင်ခွက်လေးနဲ့ထက်ပြီးတော့ချိန်တွက်ကြည့်ပါလားကုသိုလ်ကလေးတာခဲ့ရင်တော့တိမ်ပဲကမ္မသင်စံမြန်းရမှာပေါ့အကယ်၍ကအကုသိုလ်ကအလေးတာသွားမယ်ဆိုရင်တော့အပင်ငရဲမှာခံလိုက်ပြုံတော့ပေါ့တူတောင်းလာတဲ့ဟဲ့ဒီလူဘဝကလေးမှာဘိုးရောင်တရားရောင်တောင်းထုတ်ပြီးတော့တမလွန်ဘဝရောက်တဲ့အခါယမမင်းစစ်လို့မှဘာတစ်ခုမှတင်မှာကုသိုလ်တွေမပါသွားဘူးဆိုရင်တော့သွားလေအောင်တော့ပေါ့အပေဘုံတို့ဒါကြောင့်မျက်စိတပိတ်လေးရတဲ့ပြည့်အတွင်းမှာတေခြင်းဆိုတာဖြစ်တတ်တာမို့ရှန်ရှိတဲ့လူဘဝအချိန်ကလေးမှာအ
တိနဲ့တတိရှင်၍သာနေသွားကြပါတော့ဗျာလောကလူဘုံဆိုတာတိတ်ကံကောင်းကြလို့လူဘုံကလေးတဲ့သစင်ရောက်လာခဏတာလေးလူဖြစ်တဲ့အခါလောဘဒေါသမောဟနဲ့မမာနတွေသင်ရဲ့နှလုံးသားထဲမှာအမုန်းတရားများလည်းကင်းဝေးပါစေတရက်တာတလစာမိတ်ကင်ကလေးမှာငပူပေါ်လက်တင်စင်သာရင်သာကုသိုလ်အကုသိုလ်ထိုနှမျိုးကိုချိန်ဝေခွက်တဲ့တင်ချက်ကြည့်ပါကုသိုလ်သာလေးသာခေရင်နိဗ္ဗာန်လမ်းသို့မြန်ရမှာပါအကုသိုလ်အလေးသာသွားရင်အပေဘုံငရဲရခံရလိမ့်မှာကိုပြုသမျှကံကိုသာပဲရခံဒီကံမလွဲခံစားရမှာမွေးငင်မနာခင်မသိခင်ကလေးမှာအတိနဲ့တတိရှိ၍အသက်ရှိပါလူသားတိုင်းသိဖို့လိုပါသည်30ဘုံအတွင်းမှာကုသိုလ်ပြုစရာလူဘုံတစ်ခုတည်းသာရှိတာလူဘဝခဏတာမြောက်ချိန်ကလေးမှာကုသိုလ်ဌာနပြုသွားကြပါဘိုးရောင်ဒီအောင်ရောင်တောင်းတောင်းနဲ့ကြောင်6ချတည်တည်သွားရဲ့ယမမေထရောက်ရှိပြန်တော့သင်ကိုစစ်စေကုသိုလ်တွေမေးရင်ဗလာနာတိကုသိုလ်တွေမရှိခဲ့ရင်ဘယ်ဘုံစခန်းသို့သူလမ်းပြမည်ကုသိုလ်ပြုရာလူဘဝကလေးမှာအတိနဲ့တည်းရှင်၍အသက်ရှိပါ